မင်္ဂလာပါဒီနေ့ကတော့birthday vocabulary ပေါ့ဝါကြတွေကိုဘယ်လိုတိစောက်မလဲlanguages power နော်ဘာသာစကားတစ်ခုကိုတက်မြောက်ထားတယ်ဆိုတဲ့အခါကျရင်ဒါကအလွန်ကိုစွမ်းအားကြီးတယ်ပေါ့နော်အဲ့တော့ the more words you know ကိုကဘာသာအဲ့ဒီရဲ့စကားလုံးတွေကိုများများသိတယ်ဆိုရင်ကိုယ့်ရဲ့ပြောဆိုဆက်သွယ်တဲ့အခါမှာနောက်စာဖတ်တဲ့အခါမှာ writing ရေးတဲ့အခါမှာနောက်လူတစ်ဦးနဲ့တစ်ဦးဆက်သွယ်တဲ့အခါမှာကိုပြောချင်တဲ့အရာတွေကိုလွယ်လွယ်ကူကူနဲ့လျင်လျင်မြန်မြန်လည်းပြောလို့ရတယ်လို့တစ်ဖက်လူပြောတာတွေကိုလည်းအလွယ်တကူနားလည်နိုင်တယ်အဲ့တော့ကိုယ့်ရဲ့ vocabulary ဝေါဟာရတွေကျွယ်ဝတာနဲ့အမျှကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကျောင်းမှာပဲဖြစ်ဖြစ်စာပေလေ့လာတဲ့နေရာမှာလည်းအလွယ်တကူလေ့လာနိုင်တယ်လို့လုပ်ငန်းခွင်မှာဆိုရင်လည်းအလုပ်လုပ်ရတာလေလွယ်ကူမြန်ဆန်တယ်အဲ့တော့ဒီသင်ခန်းစာမှာကတော့ဝေါဟာရတွေတိစောက်ပုံကိုလေ့လာရမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးအခြေခံအနေနဲ့ using နဲ့ dictionary ကိုဘယ်လိုသုံးကြမလဲပေါ့ခုခေတ်က online ခေတ်လည်းဖြစ်နေတဲ့အတွက်ပြီးတော့ဒီ dictionary က application တွေလည်းအများကြီးရှိတယ်ပေါ့ဒီမှာကတော့စာအုပ်တွေနဲ့သုံးမယ်ဆိုရင်စာအုပ်တွေကိုအသုံးပြုပုံလေးတွေကိုအသေးစိတ်ပြောပြထားတာဖြစ်ပါတယ်အဲ့တော့ dictionary ကိုဘယ်လိုသုံးမလဲ using နဲ့ dictionaryအဲ့တော့စကားလုံးတစ်လုံးကိုကိုကအလွယ်တကူလည်းမမှတ်မိနိုင်ဘူးမှတ်မိဖို့လည်းခက်ခဲတယ်အဲ့တော့စကားလုံးတစ်လုံးချင်းစီမှာသူတို့ရဲ့တန်ဖိုးတွေရှိတယ်တန်ဖိုးတွေနဲ့အသုံးအနှုန်းတွေပေါ့နော်အဲ့ဒါတွေရှိတယ်အဲ့ဒီအရာတွေကိုကိုကဝေါဟာရကြွကြွဝါးဝါနဲ့သိကျင်တယ်အဲ့လိုမျိုးတွေသိကျင်တယ်နောက်ပြီးတော့စာတစ်လုံးကိုဖတ်လိုက်လို့အဲ့ဒီစာလုံးကကိုယ်နဲ့ရင်းနှီးမှုရှိမနေဘူးဒါဆိုရင်ကိုဘာလုပ်မလဲဆိုတော့ dictionary သုံးသင့်ပြီပေါ့နော်အဲ့ဆိုရင် dictionary ကဘာတွေပြောပြမလို့အဲ့စကားလုံးရဲ့ meaning အဓိပ္ပာယ်တွေပြောပြမယ်ပြီးရင် how to use it correctly ဘယ်လိုအသုံးမှန်မှန်ဘယ်လိုသုံးမလဲ usage တွေပေါ့နော်မှန်မှန်ကန်ကန်ဘယ်လိုအသုံးပြုမလဲနောက်ပြီးတော့ကိုကစကားလုံးအသစ်တစ်ခုကိုသိလာခဲ့ပြီဆိုတာနဲ့အဲ့ဒီစကားလုံးအသစ်တစ်ခုကိုဘယ်လို sentence မှာဘယ်လိုတည်ဆောက်မလဲနော်အဲ့တော့စကားလုံးအသစ်တစ်လုံးကိုသိပြီဆိုရင် you can build the vocabulary unit ကိုလိုအပ်တယ်လို့တည်ဆောက်သွားနိုင်ပြီဖြစ်တယ်နော်အဲ့တော့ဒီမှာဆိုရင်ကြည့်ရအောင် alphabet ကတော့အားလုံးသိပြီးသားပဲ A to Z နော် A B C ပြီးတော့အဲ့ဒါတွေအားလုံးပေါ့နော် to Z အဲ့ဒါတွေက alphabet ပေါ့အဲ့တော့ dictionary မှာဆိုရင် alphabetizing words အဲ့လိုအခရာတွေနဲ့စီစဉ်ထားတဲ့အစဉ်လိုက်ထားတဲ့စကားလုံးအစဉ်တွေရှိတယ်အဲ့တော့ dictionary ကဒီ alphabetical order ပေါ့နော်ဒီအခရာတွေနဲ့အစဉ်လိုက်ဆင်ထားတယ်စကားလုံးတွေကဘာနဲ့စမလဲเนาะ words that begin with the letter စာလုံးတွေနဲ့စမယ်ဘာတွေလဲဆိုရင် A နဲ့စမယ် A such as apply arrange and all are list in the A section A နဲ့စရဲဆိုရင်ဒါ A ရဲ့ A အခန်းကဏ္ဍမှာရှိတဲ့ဟာပေါ့နော် B words တွေဆိုရင် such as banana brain bundle that's a list in the B section ဒါဆိုရင်တော့ B section မှာရှိတဲ့အရာတွေပေါ့ okay ဒီတော့ okay consider the following words ဒီအောက်မှာရှိတဲ့စကားလုံးတွေကိုစဉ်းစားကြည့်ရအောင်နော် how would you list these words in alphabetical order ဒီစကားလုံးတွေကို how would you list ဘယ်လိုဆင်မလဲနော် alphabetical order အလိုက်ဘယ်လိုဆင်ထားလဲဆိုတာကိုလေ့လာကြည့်မယ်ကဲဒီမှာဆိုရင် unit ပေါ့နော် marry calculate hot zoo ဆိုပြီးတော့ပေးထားတယ်အဲ့တော့ dictionary တွေမှာက alphabetical order အတိုင်းဆင်ထားတာဖြစ်တဲ့အတွက်ကိုက A to Z ကိုပြန်ပြီးတော့ဆင်မယ်ကဲဒါဆိုရင်ဘယ်ကနေစပြီးတော့ဘယ်စကားလုံးကနေစပြီးဆင်မလဲဒီမှာက U M C H Z အဲ့လိုပါနေတယ်ဒါဆိုရင်ပထမအဆင့်ဖြစ်တဲ့ C ဟုတ်ပဲเนาะ C ပြီးပါတော့ H ပြီးတော့ဗာလဲ M ပြီးတော့
you ပြီးတော့ zoo အဲ့လိုဆင်မှာပေါ့နော်အဲ့တော့ alphabetical order အတိုင်းဆင်မယ်ဆိုရင် calculate လာမယ်ပြီးဘာလာမလဲ hot လာမယ်ပြီးရင် Mary unit zoo ဆိုပြီးတော့ဒီ alphabetical order အတိုင်းဆင်လိုက်မယ် and let's look at these words ဒီစကားလုံးတွေကိုကြည့်ရအောင်သူကကြတော့အားလုံးက F တွေနဲ့ကြီးစပေးထားတယ်အဲ့တော့ဒုတိယစကားလုံးကိုကြည့်မယ်ဘာတွေနဲ့စထားလဲ O တွေနဲ့စထားတယ်နော်ဒါလည်းတူနေတယ်ဆိုရင်တတိယ letter ကိုကြည့်မယ်နော်တတိယ letter ကိုကြည့်ရင်တတိယ letter ပါလဲဘာနဲ့စထားလဲဆိုတော့ U နဲ့စထားတယ်အဲ့တော့ဘယ်အထိတူတော့ဆိုတော့ first 3 letter တွေက are match are the same အားလုံးကတူနေတယ်နော် FOU အဲ့ဒါတွေကတူနေတယ်ဒါပေမဲ့ okay fourth letter ကိုကြည့်ရအောင်အဲ့တော့ fourth letter တွေကတခုမှမတူကြဘူးအဲ့တော့ fourth letter in each word is different နော် fourth letter တွေကမတူကြဘူး okay ဒီမှာဆိုရင်သုံးလုံးထိတူတယ် R မတူဘူးဒီမှာ L မတူဘူးဒီမှာဆိုရင် N ပေါ့နော်နောက်ဒီမှာဆိုရင် G မတူဘူးကဲဒါဆိုရင်ဆင်ကြည့်အောင်မတူတဲ့အရာတွေပေါ့ R L N G ဆိုရင်ဘယ်ဟာရင်လာမလို့ okay G ပေါ့နော် FOUGHD fort ပြီးရင် FOUL fold နောက်ပြီးတော့ FOUN ဟုတ်တယ် N လာမယ် UND font FOUR for ဒီလိုမျိုးအစင်လိုက်လာမယ် okay နော်နောက်ဒီမှာနောက်စာလုံးတွေကိုထပ်ပြီးတော့ကြည့်အောင် how would you alphabetize this word ဒီမှာကောဘယ်လိုလုပ်ပြီးတော့ဒါတွေကိုဆင်မလဲခုနကလိုပဲ first letter ကြည့်မယ် C အားလုံးကဘာနဲ့စထားလဲ C နဲ့ပဲစထားတယ် and second letter ကလည်း A ပဲဟုတ်တယ် third letter N အားလုံးတူနေတယ်fourth letter မတူတော့နော်မတူတော့ဆိုတော့ကဲဒီ fourth letter မှာမတူတော့အဲ့ဒီ letter ကိုဆင်မယ်ကဲဆင်ရအောင်ဒီမှာ CN ခန့်ဒီသုံးလုံးအရင်ရေးလိုက်မယ်အားလုံးကသုံးလုံးကတူနေတာဆိုတော့နော်ခံပြီးပါလာမလဲဆိုတော့ NA နော် canary နောက်ပြီးတော့ A ပြီးတော့ဘာလာမလဲဆိုတော့ E လာမယ် E ပြီးရင်ရှင်းပါတယ်เนาะဒီမှာ V နဲ့ N နဲ့ဆိုတော့ N လာမယ် and the last is canvas V လာမယ်အဲ့တော့ဒါတွေအားလုံးက dictionary ကိုအသုံးပြုမယ်ဆိုရင်ပထမအဆုံးကိုရှာခြင်းတဲ့စာလုံးကိုရှာမယ်ဆိုရင်အဲ့လို alphabetical order အတိုင်းအစဉ်လိုက်ရှာရမှာဖြစ်ပါတယ်ဒါဆိုရင်နားလည်မယ်လို့ထင်ပါတယ်เนาะကြည့်တော့ exercise လေးသွားရအောင်ဒီမှာဆိုရင်လည်း alphabetical order အတိုင်းဆင်ပေးပါเนาะဒီຢာလေးတွေကို exercise လေးလုပ်ပေးပါ okay using guide words စကားလုံးတွေကိုဘယ်လိုကြည့်မလဲအဲ့တော့ဒီမှာစကားလုံးတွေကိုကိုယ်ဘယ်လိုရှာမလဲမြန်မြန်နဲ့လွယ်ကူကူကိုရှာခြင်းတဲ့စကားလုံးတွေကိုလွယ်ကူကူနဲ့မြန်မြန်ရှာခြင်းနဲ့အဲ့တော့စာရွက်တွေကို dictionary ဆိုရင်စာအုပ်ကအထူကြီးဖြစ်မယ်เนาะစကားလုံးမျိုးစားတွေအများကြီးပါရင်ပါတော့အထူကြီးဖြစ်မဲ့စကားလုံး3000တို့4000တို့တောင်းကြော်တာတွေလည်းပါမယ်เนาะအဲ့လိုမျိုးစာအုပ်ထူကြီးဖြစ်မယ်ကိုရှာခြင်းတော့တစ်လုံးချင်းစာရွက်ကိုလှမ်းပြီးတော့ရှာနေမှာလားအဲ့တော့အလွယ်တကူရှာလို့ရအောင် guide words လေးတွေပေးထားတာမျိုးတွေရှိတယ်နော်အဲ့တော့ပထမဆုံးစာမျက်နှာနဲ့နောက်ဆုံးစာလုံးပေါ့နော်ပထမဆုံးစာလုံးနဲ့နောက်ဆုံးစာလုံးအဲ့ဒီမှာဟိုမှာပထမဆုံးစာလုံးမှာဒီမှာဆိုရင် P နဲ့စရတယ်ပေါ့နော်အဲ့နောက်ဆုံးစာလုံးအဲ့ဒါနဲ့ဆုံးတဲ့နေရာတွေမှာကြည့်လိုက်မယ်ဆိုရင်အဲ့ဒီကြားရစကားလုံးတွေကိုအများကြီးဖော်ပြထားတာတွေတွေ့ရလိမ့်မယ်နောက်ဥပမာဆိုရင် PIN pin N နဲ့ P နဲ့စတယ် N နဲ့ဆုံးထားတယ်ဒါပေမဲ့ PIN နဲ့ပတ်သက်တဲ့စာတွေအများကြီးတွေ့ရလိမ့်မယ်နော်အဲ့တော့ဒီမှာကြည့်အောင် dictionary page မှာဆိုရင် pin ပေါ့နော် pin ဆိုတာသူဘာကိုပြောချင်တာလဲ P နဲ့စမယ် N နဲ့ဆုံးမယ်အဲ့မှာပဲဒီ pin မှာပဲသူ့ရဲ့ meaning တွေအမျိုးမျိုးရှိမယ်အသုံးအနှုန်းတွေအမျိုးမျိုးရှိမယ်ပြီးရင် PIN say pinch CH နော်ဒီ PIN နဲ့ပတ်သက်တာတွေပဲနောက် PIN fine ဒါလည်း noun လည်းရှိမယ် verb လည်းရှိမယ်နောက် PIN pink
PIN ကိုအနီးက pioneer ဒါဆိုရင် PIN နဲ့စတဲ့စကားလုံးဘယ်မှာဆုံးသွားတော့ဆိုတော့ PINK မှာဆုံးသွားတယ်နောက်ပြီးတော့ N ပြီးတော့ဗါတော့ O လာမယ် O ပြီးတော့ P လာမယ် P ပြီးတော့ R လာမယ်အဲ့လိုအစဉ်လိုက်လေ့လာလို့ရတယ်အဲ့တော့ဒီ pioneer မှာပြီးသွားတယ်နောက်အဲ့ဒီစာမျက်နှာမှာဆိုရင် PI နဲ့စတဲ့အရာတွေပေါ့နော် PI နဲ့စတဲ့အရာတွေကိုတွေ့ရလိမ့်မယ်ဥပမာကိုက PITY 50ဆိုတာကိုသိချင်တယ်အဲ့ definition ကိုသိချင်တယ်ဆိုရင်ကိုဘာကိုရှာမလဲဒါက PI R ထိပြီးသွားပြီဒီစာမျက်နှာ R မှာဆုံးသွားပြီ PITY 50ကိုသိချင်တယ်ဆိုရင် PIT ဆိုတာကိုလှမ်းပြီးတော့ရှာမှာပေါ့နော်အဲ့ဒါဆိုရင် PIT နဲ့ပတ်သက်တဲ့အရာတွေအားလုံးတွေ့ရလိမ့်မယ်နော် PITY 50 and နောက်ပြီးတော့ PIT နဲ့စထားတဲ့စကားလုံးတွေအကုန်လုံးပေါ့နော်ဒီမှာလဲအဲ့လိုပဲပေါ့ဒါတော့ dictionary လိုအပ်လိမ့်မယ်exam အနေနဲ့ဆိုရင် leak နဲ့ leaf ဆိုရပေးထားတယ် LEA စတာချင်းတူမယ်ဒီမှာ G နဲ့ V နဲ့ဒါဆိုရင်အဲ့ဒီစာမျက်နှာရဲ့အစမှာရှိတဲ့ LEA က LEAG နဲ့စပြီးတော့စာမျက်နှာရဲ့အဆုံးမှာဘာနဲ့ဆုံးမလို့ဆိုတော့ LEAV နဲ့ဆုံးမယ်လို့သူကပြောထားတာအဲ့တော့ကိုက dictionary ကြည့်ပြီးတဲ့အခါကျတော့ဘယ်မှာဆုံးမလဲကိုယ့်ရဲ့ dictionary ထဲမှာဘယ်မှာစပြီးဘယ်မှာဆုံးမလဲဆိုတော့ဒီမှာရေးပေးရမယ်နော်အဲ့တော့ LEACH leech ပေါ့နော်ဒီမှာဆိုရင် LE နော်အဲ့တော့ကိုရှာတဲ့စကားလုံးမှာပေါ်လာတာကတော့ဒီမှာပေါ်လာ before ပေါ့နော်ဒီလိုမျိုးပေါ်လာအဲ့တော့ရှာကျင်တာကို dictionary မှာကြည့်ပြီးတော့ဒီမှာပြန်ဖြည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုက navigation နေရာပြရတယ်ပေါ့နော် dictionary definition အဲ့တော့ navigating ဆိုတာဘာတွေလဲparrot speech တွေရှိမယ်စကားလုံးတစ်လုံးစင်မှာပိုင်ဆိုင်တဲ့ parrot speech တွေရှိမယ်အားလုံးသိပြီးသားပါ noun verb เนาะ adjective အဲ့ဒါတွေကိုပြောတာပါအဲ့တော့အဲ့လိုမျိုးပိုင်ဆိုင်တဲ့အရာတွေရှိမယ်နောက်ပြီးတော့ how to pronounce it ဘယ်လိုအတန်ထွက်လဲ and how to be broken into syllable ဆိုတော့အတန်ဘယ်နှတန်ထွက်တာလဲဥပမာ BATS beats ဒါဆိုရင် one syllable ပေါ့နော်အဲ့တော့အတန်ဘယ်နှတန်ထွက်တာလဲဆိုတာမျိုးတွေကအစလေ့လာလို့ရမယ်နောက်ပြီးတော့ its definition သူ့ရဲ့အဓိပ္ပာယ်တွေက and whether it has multiple meanings အဓိပ္ပာယ်တွေအများကြီး multiple meanings တွေအများကြီးရှိတယ်ဆိုတာကိုလည်းသိရမယ်ခုနကရှေ့မှာတော့တွေ့ခဲ့တာ哦 PIN fin ဆိုရင်noun လို့ဆိုရင်အဓိပ္ပာယ်တစ်မျိုး verb လို့ဆိုရင်အဓိပ္ပာယ်တစ်မျိုးရှိမယ်နော်နောက်ပြီးတော့ sentence using the what အဲစကားလုံးတွေကို sentence မှာအသုံးပြုထားတဲ့ပုံစံလေးတွေရှိမယ်ဟုတ်တယ် sentence မှာအသုံးပြထားတယ်နောက် its origin သူ့ရဲ့မူလကဘယ်ကနေပြီးတော့လာတာလဲ etymology နော်ဘယ်ကနေပြီးတော့မူလရင်းမြစ်ပေါ့နော်ဝေါဟာရရင်းမြစ်ကဘယ်ကလာတာလဲဆိုတာကိုသိရမယ်သိရမယ်ဆိုတော့ dictionary ထဲမှာပါမယ်အဲ့ဒါကိုကိုကလေ့လာခွင့်ရမယ်နောက်ပြီးတော့စကားလုံးတွေအဲ့ဒီစကားလုံးတွေက that have article meaning to it သူ့မှာသတ်မှတ်ထားတဲ့အဓိပ္ပာယ်တွေရှိမယ်တူညီနေတဲ့အဓိပ္ပာယ်မျိုးတွေရှိမယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် synonyms လို့ခေါ်တယ်နောက်စကားလုံးတွေပဲသူ့မှာက opposite meaning တွေရှိနေမယ်ဥပမာ GOT code ရဲ့ opposite ဆိုရင် BDPAT လိုမျိုးပေါ့နော်နောက် GOT code နဲ့တူတယ်ဆိုရင် WL word ပေါ့ဒါမျိုးဆိုရင် synonym ဖြစ်ပြီးတော့ BDPAT ဆိုရင် antonym ပေါ့နော်ဒါဆန့်ကျင်ဘက်တွေဖြစ်လာတယ်ကဲအဲ့တော့ဒီမှာကြည့်ရအောင်ကိုသိချင်တာကတော့ anonymous ဆိုတဲ့ဟာ anonymous သူ့ရဲ့ parrot speech အမျိုးအစားက adjective ဖြစ်တယ် adjective အမျိုးအစားဖြစ်တယ်ဒါကတော့phonetic symbol နဲ့ထွက်ထားတဲ့ pronunciation တွေပေါ့နော် anonymous နော်ဒီမှာဆိုရင် stress လေးထားပေးထားတယ်အဲ့တော့ဒီအရာလေးကိုအတန်လေးဖိပြီးတော့ဆိုရမယ် anonymous ဒါကသူရဲ့ pronunciation definition အနေနဲ့ဆိုရင်ဒီမှာ definition တွေက3မျိုးလောက်မှရှိတယ်နော် meaning အဓိပ္ပာယ်တွေအများကြီးရှိတယ် unidentified nameless နာမည်အလိုမရှိဘူးနောက်ပြီးတော့ created or performed by an unknown person without distinct or noticeable characteristics ဒါမှမဟုတ် of unknown origin ဒါမျိုးဒါတွေက definitions တွေပေါ့နော်နောက်ပြီးတော့ syllabus တွေခွဲမယ်ဆိုရင်ဒီမှာသူ့ရဲ့အတန်းက anonymous နော်အဲ့ဒါကို adverb ဖြစ်ချင်တယ် ly ပေါင်းမယ်အဲ့တော့ anonymously နော်အဲ့လိုမျိုးအတန်ကိုခွဲပြီးတော့
ထွက်မယ်ဒါဆိုရင်adverb ပေါင်းလိုက်မယ်ပေါ့ adverb line ပေါင်းလိုက်တဲ့အတွက် adverb ဖြစ်သွားတယ်အဲ့အတွက်သူ့ရဲ့ syllable ပုံစံလည်းကွဲသွားတယ်เนาะအတန်ထွက်တဲ့ပုံစံလည်းကွဲသွားတယ်ဒီမှာ anonymous ဆိုတဲ့ anonymous เนาะအတန်၄တန်ရှိတယ်ဒီမှာဆိုရင် anonymously ဆိုပြီးတော့နောက်ထပ်အတန်တစ်ခုထပ်တိုးသွားတယ်နောက်ဒီမှာဆိုရင်ဗာလဲ anonymous nets ဒါဆိုဘာဖြစ်သွားရောဆို noun ဖြစ်သွားပြီဘာလို့လဲဒီ nes ပေါင်းလိုက်တာနဲ့ noun ဖြစ်သွားတယ်မူလရှိနေတဲ့ adjective ကို nes ပေါင်းလိုက်တယ် noun ဖြစ်သွားတယ်မူလရှိနေတဲ့ adjective ကို ly ပေါင်းလိုက်တယ် adverb ဖြစ်သွားတယ်အတန်ထွက်လဲပို့ပြီးတော့တိုးလာတယ်နော်အဲ့လိုမျိုး parrot speech ပြောင်းလဲသွားတာလည်းရှိတယ်အဲ့တော့ဒီမှာဆိုရင်စကားလုံးအသုံးအနှုန်းတွေနော်ဒါဆိုရင်သူ့ရဲ့အဓိပ္ပာယ် sample sentence using the what ဒါက sample sentence တွေပေါ့နော် sample sentence တွေ using the what ဒီစကားလုံးကိုအသုံးပြုပြီးတော့ရေးထားတဲ့ sample sentence တွေwe could not discover who wrote the ancient manuscript တွေနော်ရှေးလက်ရေးမှုတွေဘယ်သူတွေရေးလဲဆိုတာကိုရှာဖွေတယ် so the author remains anonymous ခုချိန်ဒီစာရေးတဲ့သူကိုမသိရသေးဘူးဒါဆိုရင်ဒီ anonymous ဆိုတဲ့စကားလုံးကိုရေးသားထားတဲ့ sample sentence ပေါ့နော် He made an anonymous donation to help build the hospital ဒီ hospital ဆောက်လုပ်တဲ့အခါမှာ anonymous donation အမည်မသိတဲ့လူတန်းနဲ့သူဖြစ်တယ် because she was shy အဲ့တော့ she preferred the anonymous setting of the library အဲ့တော့သူကရှက်တဲ့အတွက်ကြောင့်သူမကရှက်တဲ့အတွက်ကြောင့်ဘာဖြစ်လဲအဲ့လို library မှာလူမသိသူမသိနေတယ်နော်အဲ့လိုမျိုးကဲနောက်တစ်ခုသူရဲ့ what origin လို့ခေါ်တဲ့ etymology နော်စကားလုံးတစ်လုံးရဲ့မူလရင်းမြစ်အစပေါ့နော်ဘယ်ကနေလာလဲဒီ anonymous ဆိုတာက anonymous အစတော့ကဒီလိုမျိုးပေါ့နော်ဒီလို spelling မျိုးရှိမယ်သူက Latin ဘာသာစကား late Latin နောက်ပိုင်း Latin ကနေပေါ်လာတဲ့အရာဖြစ်တယ်ဘယ်ကနေလာအောင်ဆို from Greek ကနေပြီးတော့လာတယ် Greek ကနေလာတဲ့မူလအရင်းမြစ်က Greek ဘာသာစကားဖြစ်တယ်နောက်ကြတော့ name ပေါ့နော်ဒီလိုမျိုးအတန်ကိုဒီလိုထွက်တယ်အဲ့တော့ပထမဆုံးအသုံးပြုလာခဲ့တာကတော့5063တုန်းကအသုံးပြုလာတယ် Greek မှာစပြီးတော့ပေါ်ခါစတုန်းကတော့သူ့ရဲ့စကားလုံးတွေကဒီလို letter တွေကဒီလိုမျိုးပေါ့နော်မတူဘူးပေါ့အခုလိုပုံစံနဲ့နောက်ဒီ Latin ဘာသာစကားနဲ့ပြောလိုက်တဲ့အခါကျတော့ Latin အသုံးအနှုန်းနဲ့ကြတော့နည်းနည်းနီးစပ်လာတယ်ပေါ့နော်anonymous ဖြစ်လာတယ်နောက်ဒီမှာအခုအနေထားနဲ့ကြတော့တိတ်ပြီးတော့ကွာခြားတာမျိုးတော့မရှိတော့ဘူးပေါ့နော်စကားလုံးအသုံးနှုန်းပုံစံတစ်ဖြည်းဖြည်းကွဲပြားလာတာတွေဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒါက what origin ပေါ့နော်သူ့ရဲ့ anatomy ဖြစ်ပါတယ်နောက်တစ်ခုဆိုရင် synonym လား antonym လား synonym ဆိုတာကခုနကအဓိပ္ပာယ်တူပေါ့ပြောရရင်တော့အဓိပ္ပာယ်တူတဲ့စကားလုံးတွေပေါ့နော်ဒါဆိုရင် unknown unidentified secret faceless nameless incognito နော်ဒါတွေကဘာလို့ဆိုတော့ anonymous ရဲ့ same meaning တွေဖြစ်ပြီးတော့ antonym ကတော့ opposite meaning တွေဖြစ်တယ် identity verified named known ဒါတွေအားလုံးကဘာလဲဆိုတော့ဒီ anonymous ရဲ့ဘာလဲopposite meaning တွေပဲဖြစ်ပါတယ်